မြို့ထဲမှာစကိတ်စီးဖို့အတွက်ဆောင်းရှောင်းလေးပြောပြပေးသွားမယ်ပထမဆုံးအနေနဲ့ကတော့ရုပ်ရဲ့ break အုပ်နိုင်ဖို့လိုတယ်ဗျာပွဲမယ် this stop လို့ခေါ်ပါတယ်ဟော slide ကိုဘယ်လိုလုပ်မလဲဆိုတော့ဆိုတကယ်လို့မဟုတ်တဲ့သေးဘူးဆိုရင်တော့ကျွန်တော်တင်ထားပေးတဲ့ဗီဒီယိုတွေရှိတယ်အမှတက်ကြည့်လို့ရဗျာကျွန်တော်ရုပ်ရဲ့ break အုပ်နိုင်လားဆိုရင်တော့မဟုတ်နိုင်ဘူးလို့ပဲညင်းရမယ်ဗျာဘာဖြစ်လို့လဲဆိုရင်ကျွန်တော်စီးတဲ့လမ်းမှာခါကျတော့ဒီလိုမျိုးမြောင်းလေးတွေရှိတယ်ဗျာအဲကျွန်တော်က break ကိုရုပ်ရဲအုပ်လိုက်တဲ့အချိန်မှာသူက slide မဖြစ်သွားဘဲနဲ့ဒီမြောင်းမှလာပြီးတော့တစ်သွားတဲ့အချိန်ကျွန်တော်ဟိုဘက်ကိုလဲဗျာအဲ့ဒါတစ်ခုပြန်နောက်တစ်ခုကကျတော့ကျွန်တော်စီးတဲ့လမ်းကဒီလိုမျိုးတော်တော်လေးကျန်းတယ်ဗျာဂဲလေးနဲ့အဲ့ဒါဒီလိုမျိုးကျန်းတဲ့လမ်းမှာဆိုရင်ကျွန်တော်တို့ဟိုတင်မလား power stop pro ဒီ magic slide လို့လုပ်ရဆိုရင်တော်တော်လေးခက်တယ်အဲ့ဒါတော့ဒီလိုလမ်းမှာသုံးမယ်ဆိုရင်တော့ T stop ကိုပဲသုံးတာများပါတယ်အဲ့တော့ဒီလိုမျိုးလေး scissor ကောင်းဆိုရင်များလမ်းတော်တော်လေးစုံနေဗျာဒီလိုအချိန်မှလည်းကျွန်တော် scissor လေးနဲ့ပြပေးမယ်နော်နည်းနည်းအချိန်နဲ့လာမယ်ဒီမှာ scissor ဆိုတာဒီလိုမျိုးပုံစံလေးတကယ်လို့ဒီလိုကျန်းတဲ့နေရာမှာနောက်ပြန်စီးမယ်ဆိုရင်လည်းကျွန်တော်တို့ခန္ဓာကိုယ်ဗျာဟိုအရှိကိုဆွဲထားရမှာပေါ့ဒီလိုမျိုးဗျာဟောတေးသွားလမ်းမှာစီးပြီးဆိုရင်ဒီလိုမျိုးလမ်းကျန်းတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအဲကြတော့ဒီလိုမျိုးဗျာကျွန်တော်ရဲ့အခု position အနေနဲ့ကျွန်တော်ရဲ့ position အနေနဲ့ကြည့်မယ်ဆိုရင်ဗျာကျွန်တော်ရဲ့ခြေထောက်ကအရှိရောက်ပြီးတော့ခန္ဓာကိုယ်အနောက်ဆွဲထားရတာအဲ့လိုမျိုးအချိန်မှာဆိုရင်အဲ့လိုမျိုးလေးလှုပ်သွားတာဟိုကောင်းတယ်ပေါ့ဗျာတကယ်လို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ခြေထောက်ခန္ဓာကိုယ်ကပုံမှန်လမ်းလျှောမှာစီးတဲ့အတိုင်းဆိုရင်ကျွန်တော်တို့ဒီလိုမျိုးတိုက်မိတတ်တယ်ဗျာဒီမှာဒီကောင်လေးကိုကျွန်တော်တို့တိုက်မိပြီဆိုရင်ပုံမှန်နဲ့ဆိုရင်အရှိကိုပြစ်ပြီးတော့လဲကောင်းအောင်ဗျာအဲ့တော့ကျွန်တော်ရဲ့ weight ကိုအနောက်နည်းနည်းလေးပို့ထားမယ်ဒီက weight အများစုခဲ့ကြတော့ဒီဘက်အနောက်ဘိန်းလေးမှာပို့ထားဗျာဒီကောင်နည်းနည်းပေါ့ပေါ့ပါပါလေးထားတာအဲ့တကယ်လို့ဒီလိုမျိုးဘူးတွေကတားကြီးတဲ့ဆိုရင်လည်းကျွန်တော်ရဲ့ခြေထောက်ကိုမြောင်းလိုက်တာပေါ့ဗျာနည်းနည်းလေးမြောင်းလိုက်တာမြောက်ပြီးတော့မှအဲ့ဘောကိုတက်သွားတာဟုတ်ပြီကျွန်တော်တို့တခါတလေအချိန်မထိန်းနိုင်လို့ဗျာညခင်းပြင်ပေါ်တွေရောက်ပြီဆိုရင်ဒီလိုမျိုးပြေးနိုင်ဖို့တည်းလိုတယ်ဗျာအဲ့ဒါလည်းလေ့ကျင့်ထားတင်တယ်အဲ့လိုမျိုးညခင်းပြင်ဖြစ်ဒါမှမဟုတ်တဲတွေဖြစ်ဒါမှမဟုတ်မြေကြီးဆိုရင်အဲ့လိုမျိုးကျွန်တော်တို့ကပြေးသွားပြီဆိုရင်ကျွန်တော်မမလည်းတကယ်လို့မဟုတ်ဘဲနဲ့လာပြီးတော့တိုက်ပြီးတော့မပြေးပဲနေမယ်ဆိုရင်ကျွန်တော်တို့ရဲ့အချိန်ကများတာဖြစ်တဲ့အတွက်အဲ့လိုမျိုးတိုက်ပြီးတော့အရှိကိုကျုံးပြစ်သွားမယ်ဗျာလမ်းမှာဗျာဒီလိုမျိုးအဖုလေးတွေဆိုရင်လည်းစစ်စားနဲ့စီးလို့ရတယ်ဗျာဒီကောင်ခါကျတော့ကက်တရအမာဟုတ်တယ်ဗျာအဲကျွန်တော်တို့စီးသွားလို့ရတယ်တကယ်လို့ဒီလိုမျိုးဟာတွေ့ပြီဆိုရင်ဗျာကျွန်တော်တို့အနေနဲ့ဒီလိုမျိုးစကေးကိုဒီလိုမျိုးပုံစံနဲ့အပေါ်ကနေလိမ့်မယ်ဆိုရင်တော့သူကလိမ့်မှာဗျာဒါပေမဲ့ဒီလိုမျိုးပုံစံဆိုရင်တော့ဗျာဒီကောင်ဟိုဟာဖြစ်တယ်ဒီလိုမျိုးပုံစံတော့မှဘိန်းတက်သွားပြီကျွန်တော်ဘိန်းတလားဒီမှာအောက်ထဲဝင်သွားပြီဗျာမှာအဲ့လိုမျိုးဆိုရင်တော့ဟိုဝင်လို့မရဘူးဗျာအဲ့ဒါခါကျရှောင်အောင်မှာပေါ့တခါလေလူတွေဆိုင်ကယ်တွေကားတွေဗျာရုပ်ရဲဝင်လာပြီဆိုရင်ကျွန်တော်တို့တွေကြွေတာကျွမ်းဖို့လိုတယ်ပြီးရင်တခါလေအကွေများတဲ့နေရာဗျာတင်မလားအရာဝတ္ထုများတဲ့နေရာမှာဆိုရင်ကျွန်တော်တို့တွေအဲ့လိုနေရာဆိုရင်ကြွေတာကျွမ်းဖို့လိုကြွေတဲ့တေးဥဆိုရင်ကျွန်တော်ဗီဒီယိုသက်ရှိလို့ရဗျာလူတွေအရှာနဲ့သွားနေဆိုရင်လည်းဗျာတတိထားဖို့လိုတယ်ဗျာဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကစကိတ်စီးနေတဲ့အချိန်မှာသူတို့ကတစ်ဖက်မှာသွားမယ်ထင်ပြီးတော့ကိုကဟိုတစ်ဖက်နဲ့နေမြန်လေးမောင်းနေဗျာအဲ့လိုမျိုးကျွန်တော်မောင်းမှုတယ်မောင်းတဲ့အချိန်မှာလူကရုပ်တရက်ကြီးဗျာကျွန်တော်မောင်းတဲ့ဖက်ကိုရုပ်တရက်ကွေ့သွားပြီဗျာဒါကျွန်တော်ကတိုင်ပက်တယ်ဗျာပြင်မလားတိုင်ပက်တော့ခါကျတော့အဲ့ဒါသူများအတွက်လည်းမကောင်းဗျာကိုယ့်အတွက်လည်းလဲရင်အဲ့ဒါမကောင်းလေကားကိုလည်းအတက်အစင်းလုံးနိုင်ဖို့လိုတယ်ဗျာတကယ်လို့မလုပ်တတ်သေးဘူးဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုတက်ကြည့်ပေးလို့ရပါတယ်ထိုင်တက်ဖို့လိုတယ်ဗျာထိုင်ပြီးတော့စီးတက်ဖို့လိုတယ်ဒါခါလေဒီလိုမျိုးနည်းနည်းမြင်းတဲ့အရာတွေရှိမှတော့လမ်းမှာအတားအဆီးတွေရှိတဲ့အချိန်ဆိုရင်ငုတ်သွားဖို့လိုတဲ့အချိန်ဆိုရင်ကျွန်တော်တို့ scale ကိုထိုင်ပြီးတော့မှစီးသွားလို့ရတယ်ဗျာအဲ့လေကျွန်တော်အသုံးဝင်တယ်တကယ်လို့မထိုင်တတ်သေးဘူးဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုတက်ကြည့်လို့ရပါတယ်ခြေထောက်တစ်ဖက်တည်းလည်းစီးတက်ရမယ်ဗျာဒါလေကျင်းလေးရှိတယ်ဗျာဒီဖက်ဘေးမှာလည်းဟိုဟာဒီလိုမြေကြီးတွေရှိမယ်ဒီဖက်မှာခါကြလည်းတင်မလားမြက်ပင်တွေရှိမယ်အဲကြတော့ဟိုကွန်ကရစ်ကကျင်းလေးရှိတဲ့အချိန်တို့ဆိုရင်အဲ့ဒါခြေထောက်တစ်ဖက်တည်းနဲ့မောင်းတက်ဖို့လိုတယ်စီးတက်ဖို့လိုတယ်ဗျာအဲ့ဒါလည်းမစီးတက်သေးဘူးဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေရှိပါတယ်ကျွန်တော်တို့တွေဗျာဒီလို platform ပေါ်တက်မယ်ဆိုရင်ဒီလိုမျိုးခြေထောက်တစ်ဖက်ချင်းစီတက်လို့လည်းရတယ်ဆင်းပြီးဆိုရင်လည်းဒီကနေပဲစစ်စောလောက်ပြီးတော့မှဆင်းလိုက်အောင်ပဲစစ်စောလောက်မယ်ပြီးရင်ခုံပြီးတော့တက်လိုက်လို့လည်းရတယ်ဒါလည်းဗျာခုံပြီးတော့ဆင်းလိုက်ရဗျာကျွမ်းသွားပြီဆိုရင်တော့ခုံတရားတွေပါတယ်မလို့ဗျာတက်ခါတလေခလုတ်တိုက်တက်တယ်ဗျာအဲဆိုရင်နောက်ခြေထောက်ကဟိုအမြန်ဆုံးကိုလိုက်ဆယ်နိုင်ဖို့လိုတယ်ဗျာကဲလို့မဆယ်နိုင်ဘူးဆိုရင်တော့လဲသွားမှာကျွန်တော်ရဲ့အရှိအခြေထောက်တိုက်ပြီဆိုရင်အနောက်ကနေကျွန်တော်ဆယ်ပြမယ်ဗျာဒီမှာဟောအဲ့လိုကျွန်တော်အချိန်နဲ့စီးရင်များဒါပို့ပြီးတော့မြန်ဖို့လိုတယ်အခုကကျွန်တော်နည်းနည်းလေးပြရမလို့ဟိုအဲ့လောက်မမြန်လဲရဗျာဒီလိုမျိုးလာပြီဆိုရင်ဒါ platform ဆိုရင်ဘေးလိုက်တက်မယ်ပြီးရင်ဆက်မောင်းသွားရုံပဲဗျာဒီမှာ
ပေးလိုက်လဲတက်လို့နောက်တစ်ခုကကျတော့ဒီလိုမျိုးချင်းချင်းလေးထဲမှာမောင်းနိုင်ဖို့လဲလိုတယ်ဗျာဒီမှာဟောအဲ့လိုမျိုးဟိုနေရာအချင်းတွေရောရှိနိုင်တယ်ဗျာအဲ့ဒါကြိုတင်လေးလေ့ကျင့်ထားပြီးဆိုရင်ဒီကောင်းတာပေါ့လမ်းမှာစီးနေနေဗျာဒီရေတွေဘာတွေကိုလည်းတတိထားဖို့လိုတယ်ရေရှိပြီဆိုရင်ဗျာစကရရှော့တယ်မှာနောက်တစ်ခုလမ်းလျှောက်တက်ရမယ်ဟဲ့အောင်နည်းအရွယ်ကလေးကလမ်းလျှောက်လာတဲ့ကောင်ကိုလမ်းလျှောက်တက်ဖို့လိုတယ်လို့လာပြောနေလမ်းမလျှောက်ချင်လို့စကိတ်စီးပါတယ်ဆိုနေမှာလမ်းလျှောက်တက်ရမယ်လို့လောင်ပြောနေအောင်ခဏလေးခဏကျွန်တော်ဗျာဘာဖြစ်လို့လမ်းလျှောက်တက်ရမှာလဲလို့ပြောတဲ့အကြောင်းအရာခါကြတော့ရှိတယ်ကျွန်တော်တို့တစ်ခါတလေဗျာဒီလိုမျိုးဟိုတားသေးတွေဆိုရင်ဗျာကျွန်တော်တို့စီးလို့မရအောင်အဲဆိုရင်ကျွန်တော်တို့ဒီပေါ်မှာလမ်းလျှောက်ဖို့ပဲရှိတယ်ဗျာပြီးရင်တစ်ခါတလေမြေကြီးတွေရှိတတ်တယ်ဗျာမြို့ထဲမှာစကိတ်စီးမဲ့ဆိုရင်ဗျာနေရာတိုင်းမှာတော့အင်္ဂလိပ်တွေကတ်ထရာတွေရှိနေမှာမဟုတ်တစ်ခါလေမြေကြီးလည်းရှိမှာဒါကြတော့မြေကြီးပေါ်မှာလည်းလမ်းလျှောက်တက်ဖို့လိုတယ်အဲ့ဒါအပြင်ဗျာတစ်ခါတလေဗျာဟိုကျွန်တော်တို့စကိတ်စီးတဲ့အချိန်မှာမြေပြင်တော့အညီပဲဒါပေမဲ့အရှိမလူကကိုယ်ကားလောက်နေဗျာကျွန်တော်ဒီဖက်သွားမယ်ဆိုလည်းမရဘူးဒီဖက်သွားမယ်ဆိုလည်းမရဘူးကိုကောင်ကဒီလိုတွေသွားနေဗျာအဲ့ဒီအချိန်မှာသူ့နောက်ကနဲ့ဒီလိုမျိုးလေးလိုက်ရဗျာအဲ့ဒီအချိန်မှာလည်းကျွန်တော်တို့လိုရတဲ့အရှိရနဲ့ဗျာလူကလမ်းလျှောက်နေဆိုရင်ကျွန်တော်အနောက်ကနေဒီလိုမျိုးဖြည်းချင်းလိုက်ရရပေါ့ဗျာအဲ့ဒီအချိန်မှာဆိုရင်လမ်းလျှောက်တက်ဖို့လိုတယ်ကွေးတော့မယ်ဆိုရင်လည်းဗျာဟိုလက်ဟန်ခြေဟန်တွေခြေဟန်မဟုတ်ဗျာဟိုလက်ဟန်လေးတွေပြပြီးတော့ဒီဖက်ကွေးမယ်ဆိုဒီဖက်ကွေးမယ်ဆိုဒီဖက်အဲ့လိုမျိုးလက်ဟန်လေးတွေပြပြီးတော့ကွေးဖို့လည်းလိုတယ်ဗျာသူပြရင်စီးတဲ့အချိန်မှာဗျာသူများကိုလည်းမထိခိုင်းအောင်ကိုယ်လည်းမထိခိုင်းအောင်တတိထားပြီးတော့စီးဖို့လိုတယ်ဗျာမြို့ထဲမှာစီးတော့မယ်ဆိုရင်တော့စကိတ်စားစီးတော့မယ်ဆိုရင်ဗျာကိုနဲ့ရင်းနှီးတဲ့မြို့ထဲမှာစားစီးဖို့အကြံပြုရှင်တယ်ဥပမာကိုနဲ့ရင်းနှီးတဲ့လမ်းပေါ့ဗျာကိုသွားလာနေကြလမ်းတွေမှာစားစီးဖို့အကြံပြုရှင်တယ်ပြန်ရင်တကယ်လို့ကိုကမသွားဘူးဒီစကိတ်စားစီးတော့မယ်ဆိုရင်တောင်ဟိုသွားပြီးတော့အရင်ဆုံးလမ်းကိုလမ်းလျှောက်ပြီးတော့သွားကြည့်တာပေါ့ဗျာဘလို့အခြေအနေတွေရှိတယ်အခြေအနေကောင်းလားဘယ်နာတော့ကြိုက်ခွက်တွေရှိတယ်ဘယ်လိုမျိုးအဲ့လိုမျိုးပုံစံတွားပြီးတော့မှဟိုလမ်းလျှောက်ဖြစ်စပိန်နဲ့ဖြစ်ဆိုင်ငယ်နဲ့ဖြစ်ပေါ့ဗျာတွားပြီးတော့ကြည့်ရင်တော့ကောင်းတာပေါ့ဘယ်လိုအနေထားတွေရှိလဲဆိုတာစုံစမ်းသိနေဗျာကိုစီးမဲ့လမ်းမှာကားလမ်းမှာစီးတော့မယ်ဆိုရင်လည်းကိုစီးမဲ့ကားလမ်းကစကိတ်စီးခွင့်ရှိမရှိခွင့်ပြုထားလားမပြုထားဘူးလားဆိုတာကိုအရင်ဆုံးစုံစမ်းရင်တော့ကောင်းတာပေါ့ဗျာအုတ်ထုံးနဲ့ဒူကားတွေကိုလည်းဝေထားပါလို့အကြံပြုရှင်တယ်ဗျာစကိတ်စီးပြီးဆိုရင်ဗျာနေရာကြည့်ရတယ်ဟိုကိုယ့်ရဲ့အရှိမဗျာဘာလာနေလဲနောက်တစ်ခုခါကျတော့ကိုယ့်ရဲ့အောက်မှာဗျာဘာတွေရှိလဲဆိုတာကြည့်ဖို့လိုတယ်တကယ်လို့စကိတ်စီးနေဗျာလမ်းကွေးတော့မယ်လမ်းကူတော့မယ်ဆိုရင်ဗျာ၄နေရာတောင်ကြည့်ရတယ်တစ်ခုခါကျတော့အောက်ကိုကြည့်ရမယ်တွေ့လားလမ်းကတော်တော်လေးစုံနေအဲ့ဒါကိုသတိထားမယ်ပြန်နောက်တစ်ခုခါကျတော့အရှိမဗျာကိုယ့်အရှိမလူတွေဘာတွေလာနေလားဆိုတာကျွန်တော်ကြည့်ရမယ်ဗျာပြန်နောက်တစ်ခုခါကျတော့ဒီဖက်ဘယ်ညာတွေကိုကြည့်ရမယ်ဗျာဆိုင်ကယ်တွေဘာတွေလာနေလားဘာညာအဲ့လိုမျိုးကြည့်ရမှာပေါ့စပိန်ဖြစ်ဆိုင်ကယ်ဖြစ်ကားပဲဖြစ်စီးပြီးဆိုရင်တနေရာပဲကြည့်ရတယ်ဗျာအရှိပဲကြည့်ရတယ်အရှိမှပါရှိတယ်စကိတ်စီးပြီးဆိုရင်2နေရာလောက်ကြည့်ရတယ်အရှိရောကြည့်ရတယ်အောက်လေးကြည့်ရတယ်အောက်မှာပါရှိလဲဘာတွေနေမှာခလုတ်တိုက်မလဲဆိုပြီးတော့အောက်ပါကြည့်ရတယ်အဲ့ဒါတော့စကိတ်စီးရတာပို့ပြီးတော့တတိထားဖို့လိုတယ်လို့ကျွန်တော်ပြောပြချင်တာဗျာမြို့ထဲမှာစကိတ်စီးဖို့အတွက်ဆောင်းရင်ရှောင်းရင်ဗီဒီယိုလေးကဒီလောက်ပါပဲတော်တော်လေးလဲစုံသွားပြီဗျာတကယ်လို့ဗျာကျွန်တော်မေ့သွားခဲ့တဲ့အကြောင်းအရာပဲဖြစ်ဖြစ်ကိုယ့်အနေနဲ့အတွေ့အကြုံထဲကညှောက်ဝေချင်တာဖြစ်ဖြစ်ရှိတယ်ဆိုရင် comment မှာရေးခဲ့ပြလို့ရပါတယ်။နောက်ပြီးတော့မှပြန်ဆုံးမယ်ဒီလိုမျိုးလမ်းကျမ်းမှာဘရိတ်အိုးလို့မရဘူးလားဆိုရင်တော့
အိုးလို့မရဘူးလားဆိုရင်အိုးလို့ရရတယ်ဒါပေမဲ့အရန်ကိုခက်ကျွန်တော်တို့ဗျာလမ်းမစကိတ်စီးပြီးဆိုရင်ဒီလိုမျိုးညောင်းကြားထဲကိုဗျာဘိန်းတွေကျသွားပြီဆိုရင်ကျွန်တော်တို့သတိမထားမိဘူးဆိုရင်ဗျာကွေးတဲ့အချိန်မှာတစ်ပြီးတော့မှလဲတတ်တယ်ဗျာဒါတော့ဒီလိုမျိုးညောင်းကြားတွေထဲကိုလည်းသတိထားဖို့လိုတယ်အထူးသဖြင့်ဒီလိုမျိုးလမ်းပေါ့ဗျာပြီးတော့ရင်တစ်ခါတလေကျွန်တော်တို့ဒီလိုမျိုးကြိုက်တွေမြင်ရတတ်တယ်ဗျာအဲ့ဒီကြိုက်တွေကိုလည်းသတိထားဖို့လိုတယ်ကျွန်တော်တို့ဒီလိုမျိုးကျိုးတွေပါတယ်မြင်ရတတ်တယ်ဗျာအခုကျိုးတွေကိုဆိုရင်လည်းကျွန်တော်တို့သတိထားဖို့လိုရဗျာကျိုးပေါ်မှာတက်လားဆိုတော့တက်တယ်ဗျာဒါပေမဲ့သတိထားပြီးတော့အဲ့ပေါ်မတက်တာအကောင်းဆုံးပဲတစ်ခါလေးညှိပြီးတော့လဲတက်တယ်ဗျာညှိပြီးတော့လဲပြီးဆိုရင်တော့လဲပြီးပါဗျာစီးပြီးဆိုရင်ဒီလိုမျိုးအဖိုးအထစ်တွေအများကြီးလာမှာဗျာဒီလိုမျိုးဆိုရင်ကျွန်တော်တို့ sales position ဒီလိုမျိုးလေးနဲ့သိဖို့လိုတယ်